ကောင်မလေးတစ်ယောက်ခေပေါ်ဖြစ်သူနဲ့ကွာရှင်းစာချုပ်ကိုအပြစ်တိုက်လိုက်တာနဲ့ရုတ်တရက်အော်အံပါတော့တယ်။သူ့ခေပေါ်ကအရင်လိုအစာအိမ်ပြဿနာပြန်ဖြစ်တယ်လို့ထင်မှတ်ပြီးဆေးဘူးတစ်ပူပေးရင်းပဲအချိန်မဆိုအကူအညီလိုရင်သူ့ကိုဆက်သွယ်နိုင်တယ်လို့ပြောပါတယ်။ကောင်မလေးကလည်းသောတစ်တာကာလာပတ်လုံးသူ့ကိုဂရုစိုက်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းရိုးသားစွာပြောပြီးနောက်လည်းမကြည့်ပဲထွက်ခွာသွားပါတော့တယ်။သူမမှာကိုဝင်ရှိနေကြောင်းကိုခေပေါ်ဖြစ်သူကိုဘယ်လိုမှဖွင့်ဟပြောဆိုဖို့မသိတာကြောင့်ဘယ်တော့မှမပြောခဲ့ပါဘူး။နောက်တစ်နေ့မနေ့မှာတော့ယောက်ျားလေးကဆိုဖာပေါ်မှာနိုးထလာပါတယ်။အိမ်ဖော်ယူလာပေးတဲ့စာပြုတ်ကိုတင်းငုံတောက်လိုက်တာနဲ့အရသာကမတူမှသူချက်ချင်းတတိထားမိလိုက်တယ်။အိမ်ပေါ်ကသူဇနီးဟောင်းကအမြဲတမ်းချက်ပြုတ်ပေးခဲ့တာလို့ရှင်းပြတယ်။ယောက်ျားလေးလည်းဘာမှမပြောနိုင်ပဲထွက်ခွာသွားရပါတော့တယ်။နောက်ပိုင်းမှာသူကသူဇနီးဟောင်းစီကိုလည်းစီးပယ်မှာရှိလဲလို့ဖုံးဆက်မြင်းမြန်းတဲ့အခါဖုံးကိုဖြေချသူကဆေးရုံကသူနာပြုတ်ဦးဖြစ်နေပါတယ်။သူဇနီးဟောင်းကလည်းပိုက်နာယုံလေးပဲဖြစ်ကြောင်းချက်ချင်းရှင်းပြပြီးလေစီရှိတဲ့နေရာကိုအတိအကျပြန်ပြောပြပါတယ်။နောက်ပိုင်းမှာဆရာဝန်ကကောင်မလေးရဲ့ကလေးဟာအရန်ကျမ်းမာကြောင်းပြောကြားပြီးနောက်တစ်ချိန်လာတဲ့အခါသူခေပုံးကိုပါခေါ်လာဖို့အကြံပြုပါတယ်။လက်ထဲကကိုဝန်ဆောင်မှတ်တမ်းကိုကြည့်ရင်ကောင်မလေးဟာအသွေးနဲ့သေးသိစိတ်စွာနေဝင်သွားခဲ့တယ်။တကယ်တော့ဒါတွေအားလုံးဟာ3ရက်အလိုကလေးကစတင်ခဲ့တာပါ။ခေပုံးနဲ့ကွာရှင်းဖို့ပြင်ဆင်နေတဲ့နေ့မှာမပြောလင့်ပဲကိုဝန်ရှိနေမှသူမသိလိုက်ရတယ်။ဒါပေမဲ့သူခေပုံးရဲ့အေးဆက်ဆက်မျက်နှာကိုမြင်တဲ့အခါမှာတော့ဒီသတင်းကိုမပြောပြဖို့ဆုံးဖြတ်လိုက်ရတာပါ။ဘာလို့လဲဆိုတော့သူတို့ရဲ့အိမ်တော်ကြီးကတော့တစ်စာချုပ်အရာစတင်ခဲ့တာဖြစ်ပြီးဒီနေ့မှာတော့အဲ့ဒီစာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီလေ။မကြခင်မှာပဲသူတို့တရားရုံးကိုရောက်လာကြပါတယ်။ခေပုံးဖြစ်သူကဘာမှပြန်မတောင်းပဲအိမ်ဖုန်းလုံးနဲ့ဒေါ်လာတန်း100ပေးခဲ့ပါတယ်။တရားရုံးကထွက်လာချိန်မှာကောင်မလေးကရုတ်တရက်အော်အန်လာပြီးအဆက်ပိုင်းကအဖြစ်အပျက်တွေစတင်ခဲ့တာပါ။အိမ်ပြန်ရောက်တော့ကောင်မလေးကိုသူ့မိသားစုကချက်ချင်းဆိုသလိုအပြစ်တင်ကြပါတယ်။ဖခင်ဖြစ်သူကသူ့ကုမ္ပဏီနဲ့ဖက်ဆက်လုပ်ငန်းကန်ဆယ်ခံရပြီးရရှိတော်မဲ့ဒေါ်လာတန်း90လဲဆုံးရှုံးသွားလို့ဘာကြောင့်ကွာရှင်းခဲ့ရတာလဲဆိုပြီးဒေါသတကြီးမင်းများပါတယ်။ဖခင်ကသူမကိုအပြစ်ပေးဖို့စ조사နေချိန်မှာတော့ကောင်မလေးကကိုနဲ့ဘိုက်ထဲကကလေးလေးအတွေ့ရဲရဲဝံ့ဝံ့ရပ်တည်လိုက်တယ်။အခုကစားပြီးကိုအတွက်ပဲရှင်တန်တော့မယ်လို့ဒေါသတကြီးပြောလိုက်ပေမဲ့ဖခင်ကသူမကိုဆွဲခေါ်ပြီးဒူထောက်ခံပါတယ်။လုံးထွေးနေတဲ့အချိန်မှာသူမရဲ့ကိုဝန်ဆောင်မှတ်တမ်းဟာချမ်းပြင်ပေါ်ကိုပြုတ်ကျသွားခဲ့တယ်။အဲ့ဒီအခါမှသူမရဲ့မိသားစုကသူမကိုဝန်ရှိနေမှန်းသိသွားကြပြီးတခြားယောက်ျားရဲ့ကလေးလိုထင်မှတ်ကသူ့ခေပုံးကဒါကြောင့်ပဲကွာရှင်းခဲ့တာလို့ယူဆလိုက်ကြတယ်။သူမကိုအဆက်ခွဲဖို့လုပ်နေကြချိန်မှာပဲသူမရဲ့ခေပုံးဟောင်းရုပ်တရက်အိမ်ကိုရောက်လာပါတယ်။သူကအတင်းအမြန်ပြေးဝင်လာပြီးသူဇနီးဟောင်းကိုရင်ခွင်ထဲတင်းတင်းကြပ်ကြပ်ဆွဲပွေလိုက်တယ်။ပြီးတော့ဒီအခန်းထဲမှာပဲသူမဆိုသူဇနီးဟောင်းကိုစော်ကားရဲရင်နာချင်းချေခွဲရလိမ့်မယ်လို့အခန်းထဲကလူသားကိုတတိပေးလိုက်တယ်။သူကကူညီပေးခဲ့တဲ့အတွက်ကောင်မလေးဟာအရန်ကျေးဇူးတင်ခဲ့ပါတယ်။ခေပုံးဟောင်းကလည်းအကူအညီလိုရင်ပဲအချိန်မဆိုဖုန်းခေါ်ဖို့ပြောပါတယ်။ဒါပေမဲ့ကောင်မလေးကတော့သူ့ကုန်သိက္ခာအတွက်ကလေးကိုဖျက်ချခိုင်းမှာကိုစိုးရိမ်တာကြောင့်ကိုဝန်ရှိတဲ့အကြောင်းကိုရှိုးဘက်ထားဖို့သာနောက်ဆုံးမှဆုံးဖြတ်လိုက်ပါတော့တယ်။